မင်္ဂလာပါခင်ဗျဒီနေ့မှာတော့ Stamford Bridge ကွင်းမှာကစားမယ် Chelsea နဲ့ Burnley တို့ရဲ့ပွဲစဉ်ကိုသုံးသပ်ပြီးတော့မှာဖြစ်ပါတယ်ဒီပွဲကိုထိုင်လူကြီး Lewis Smith ကဂိုင်တွင်တော့မှာဖြစ်ပါတယ်လက်ရှိဇယားရက်တီမှုနဲ့ခြေစွမ်းအရာ Chelsea အပြတ်သက်အသာရနေရဆိုပေမဲ့ Burnley ကလည်းအမတ်လိုနေတဲ့အသင်းမို့လို့ဘလို့တုံ့ပြန်လာမလဲဆိုတာစိတ်ဝင်စားဖို့တော့ကောင်းနေဗျChelsea ရဲ့နောက်ဆုံး9ပွဲမှာ3ပွဲနိုင်တပွဲတည်တပွဲရှုံးရလန်းနဲ့အတူ12ဂိုးထိသွင်းယူထားနိုင်ပါတယ်အထူးသဖြင့်တိုက်စစ်ပိုင်းကတော်တော်လေးဂိုးမြူးနေတာပါတစ်ဖက်ကဘန်လီကတော့နောက်ဆုံး9ပွဲမှာတပွဲတာနိုင်ထားပြီး9ပွဲအတွင်းမှာပေးဂိုး17ဂိုးထိရှိရကြောင်းခက်စစ်ပိုင်းတော်တော်လေးအားနည်းနေရတွေ့ရတယ်ဗျထိပ်တိုက်တွေးဆုံမှုမှတ်တမ်းတွေကိုကြည့်မယ်ဆိုရင်လည်း2019ကနေအခုထိ12ကြိမ်တွေးဆုံရမှာ Chelsea က9ကြိမ်ထိနိုင်ထားပြီးကြံတဲ့3ပွဲကတော့တည်ကြထားပါတယ်ဘန်လီအနေနဲ့ Chelsea ကိုမနိုင်တော့တာတော်တော်လေးကြာနေပြီဖြစ်တယ်လို့ပထမကြော့မှာလည်း Chelsea ကအဝေးကွင်းမှာ2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ယူထားပါတယ်လူစင်းအပိုင်းမှာတော့ Chelsea ဘက်ကကိုသမာယောဂန်ဆန်လာဗီယာနဲ့ကီတန်တို့ဒဏ်ရာကြောင့်လွဲချော်မှာဖြစ်တယ်လို့နောက်ခံလူခိုကူရဲလာကတော့အရန်လူစင်းမှာပြန်ပါလာနိုင်တာတော့သတင်းကောင်းပါဘန်လီဘက်မှာတော့ထွန်စီဘီကက်လန်ထရီဆောတို့ဒဏ်ရာကြောင့်ပါဝင်နိုင်မှာမဟုတ်ပါဘူးအဓိကကစားသမားတချို့လွဲချော်တာကဘန်လီတက်ပို့ပြီးတော့ရုန်းကန်ရစေနိုင်ပါတယ်ဗျChelsea က Premier League ရဲ့တတိယမြောက်ဂိုးသွင်းအများဆုံးအသင်းဖြစ်တယ်လို့ဘန်လီကတော့ Premier League ရဲ့ပေးဂိုးအများဆုံး52ဂိုးထိပေးထားရတဲ့ခန်းစစ်အညံဆုံးအသင်းဖြစ်ပါတယ်ဒီပွဲမှာစောင့်ကြည့်ရမယ့်ကစားသမားကတော့ဒဏ်ရာကနေပြန်လာပြီးခြေစွမ်းတွေပြနေတယ်ခိုးပါမှာပါပဲသူ့ရဲ့ဖန်တီးမှုနဲ့ဂိုးတင်ဆက်ရည်ကဘန်လီရဲ့ခန်းစစ်ကိုအကောင်းဆုံးချင်းချောက်သွားမှာပါနီးဗျူဟာပိုင်းရကြည့်မယ်ဆိုရင် Chelsea ကသူတို့ရဲ့ထုံးစံအတိုင်းဖူးဘက်တွေကိုကွင်းလယ်ထိတင်ကစားစေပြီးပွဲကိုအပိုင်စည်းဖို့ကြိုးစားပါလိမ့်မယ်အထူးသဖြင့်ဘန်လီရဲ့ခန်းစစ်ပိတ်ဆို့မဲ့low block ကိုဖြိုခွဲဖို့အတွက် Chelsea ဟာ half space လို့ခေါ်တဲ့နေရာလွတ်တွေကိုကိုပါမာပထိုနယ်တိုတို့လိုကစားသမားတွေကိုထိုးဖောက်ဝင်ရောက်တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်တစ်ဖက်ကဘန်လီကတော့နီးပြရဲ့အစီအစဉ်အတိုင်းအရေးစွန်တိုက်စစ်ဆင်မှာမဟုတ်ပဲခန်းစစ်ကိုကြည်ကြည်လစ်လစ်ပိတ်ဆော့ပြီးတော့Chelsea ရဲ့ခန်းစစ်အမားကနေတံပြန်တိုက်စစ်နဲ့ကိုရအောင်ယူမဲ့ pragmatic style မျိုးနဲ့ရင်ဆိုင်လာဖို့ရှိပါတယ်ဗျကျွန်တော်ရဲ့ပွဲအဖြေခံမှန်းချက်ကတော့ Chelsea ကအိမ်ခွင်းမှာဘန်လီကို3-0ဆိုတဲ့ရလဒ်နဲ့ကိုပြက်အနိုင်ရသွားမယ်လို့တော့ထင်တယ်။ရာခိုင်နှုန်းရကြည့်မယ်ဆိုရင် Chelsea နိုင်ခြေ85%ရာခိုင်နှုန်းတရေ10%ရာခိုင်နှုန်းနဲ့ဘန်လီနိုင်ခြေ9%ရာခိုင်နှုန်းလောက်ပဲရှိရလို့ဒါကတော့ကျွန်တော်ရဲ့ထင်ပေါ့ဗျာ။ဒါပေမဲ့ဘောလုံးမှာဘာမဆိုဖြစ်သွားနိုင်တာကိုတော့သတိထားဖို့လိုတယ်။ညီကိုတို့ရော Chelsea ကိုပြက်နိုင်မယ်လို့ထင်လား comment မှာခံမှန်းပေးသွားကြပါဦး။ကျေးဇူးတင်ပါတယ်ဗျ။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like share and subscribe လုပ်ဖို့လည်းမမေ့နဲ့ဦးတော့ဗျ